ဒီမျိုးသမီးကတနေ့မှာသူမရဲ့ခန္ဓာကိုယ်ကြီးတစ်ခုပြီးတစ်ခုအလုံးမလုံးတော့ပဲချိုရွံ့လာတဲ့အထိကြားမှာတန်ဆွမ်းခဲ့သူတယောက်ပါဒါပေမဲ့အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့တိတ်ဆုံးချင်းတက်တောင်ပို့ပြီးဆိုးရွားနေပါတယ်ဒီနေ့မှာသူမဟာခေါင်းမူပြီးအစားတောက်တီအကုန်ပြန်အနဲ့ဝေဒနာနဲ့နှိုးထလာခဲ့ပါတယ်ဒါကြောင့်သူမရဲ့ခင်မွန်းသူကဈေးရုံကိုခေါ်သွားခဲ့ပါတယ်ဆရာဝန်တွေကစစ်ဆေးမှုတွေလုပ်ပြီးနောက်သူမဟာပြုတ်အပ်တာပဲဖြစ်တာမို့ရဲ့အနေငယ်အတွင်းပြန်ကောင်းသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့စပင်းတွေဟာအထုပ်လိုက်အပြုတ်လိုက်ကျွတ်လာပါတော့တယ်အမြင်အာရုံတွေဝေဝါလာပြီးလက်ဖျားခြေဖျားတွေလည်းမခံစားနိုင်တော့ပဲထုံကျင်လာခဲ့ပါတယ်နောက်တစ်ချိန်ဆေးရုံတက်ရတဲ့အခါမှာတော့ဆရာဝန်တွေကဖြစ်နိုင်တဲ့ယောဂအကုန်လုံးအစိတ်အတောက်ဒါမှမဟုတ်ဖျားနာမှုအမျိုးမျိုးကိုအသေးစိတ်စစ်ဆေးခဲ့ကြပါတယ်ဒါတော့ဘာမှရှာမတွေ့ခဲ့ပါဘူးတကယ်ကိုပဟေးလိဖြစ်နေပြီးသူမရဲ့အခြေအနေကတော့ပိုပိုဆိုးရွားလာခဲ့ပါတယ်သူမကလုံးဝမလှုပ်ရှားနိုင်တော့ဘူးစကားလည်းမပြောနိုင်တော့ဘူးသူမရဲ့ခင်ဗျဖြစ်သူကဘေးမှာထိုင်ပြီးငိုကြွေးနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူဇနီးကဘာကြောင့်လဲဆိုတဲ့အဖြစ်မရှိပဲသေအန်ဆဲဆဲဖြစ်နေတာကိုသူကိုယ်တိုင်စောင့်ကြည့်နေရလို့ပါသူမကိုအရေးပေါ်လူနာဆောင် ICU ထဲပို့လိုက်တဲ့အခါဆရာဝန်တွေကသူမမှာအသက်ရှင်ဖို့နှစ်ပတ်ပဲလိုတော့တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါခင်ဗျဖြစ်သူကသူမအစားကျွန်တော်သားတည်လိုက်ချင်ပါတယ်လို့ရင်ခွဲမတက်ပြောချပါတယ်ဒါပေမဲ့ဆရာဝန်တယောက်ကထူးဆန်းတာတစ်ခုကိုသတိပြုသွားပါတယ်သူမရဲ့ယောဂလက္ခဏာတွေနဲ့ဖြစ်ပျက်ခဲ့တဲ့အချိန်စရာကိုအသေးစိတ်ပြန်ကြည့်ပြီးနောက်အစိတ်အတောက်စစ်ဆေးမှု toxicology test တစ်ခုလုပ်လိုက်ပါတယ်အဲ့ဒီစစ်ဆေးချက်အဖြစ်ထွက်လာတဲ့အခါမှာတော့ဆရာဝန်ဟာချက်ချင်းပဲဖုန်းကိုကောက်ကင်ပြီး FBI စီကိုဖုန်းဆက်လိုက်ပါတော့တယ် FBI ကစုံစမ်းစစ်ဆေးမှုတွေချက်ချင်းစတင်ခဲ့ပြီးအဲ့ဒီဇနီးမောင်နှံဆေးရုံမှာရှိနေတော့သူတို့အိမ်ကိုဝင်ရောက်စီးနှင်းရှာဖွေခဲ့ရမှာတော့ SC3 ဘူးတွေနဲ့ရှားပါအပင်စီအထုပ်တွေနဲ့အတူခင်မွန်ဖြစ်သူရဲ့ laptop ထဲမှာ The Poisoner's Handbook ဆိုတဲ့စာအုပ်ကို download ဆွဲထားတာတွေ့ရှိခဲ့ပါတယ်အဆုံးသတ်မှာတော့ခင်မွန်ဖြစ်သူဟာသူ့ဇနီးကို9ရက်ကြာအောင်အစိတ်ခတ်နေတာဖြစ်ကြောင်းပေါ်ပေါက်သွားပါတယ်